လာအောင်ကသူတို့လဲအော်မောင်မဲတို့ရောမောင်မဲနဲ့မိုးချိုးနဲ့ဘယ်သွားတော့ကောင်းတယ်ဗျာလေကောင်းလေတန်လေးနဲ့ရှူခင်းလေးရလဲဖွေးနဲ့တုံရေဖွေးနဲ့လေသိန်းကားကိုလာနိုင်ရှာသူရေဒီနေ့ကတော့တက်ကကျိုးနတ်သွားပြီဦးလေးရေရှူခင်းရတော့မိုင်းမနှစ်ဖူးကလည်းပြောင်းမပြောင်းသမင်လေးကထောင်းတောင်းနဲ့လှဒါတွေပူချက်နာအခမလို့နိုင်ဘူးလှတာကွာရှူခင်းလေးကလည်းကြောက်ပြတောင်လို့ခေါ်တာဗျာနော်ကျွန်တော်တို့ကကြောက်လေးတွေပြအားနာဒီနေရာတော့ကျွန်တော်တို့ရွာလဲလူတိုင်းမရောက်ဘူးဗျာကျွန်တော်တယောက်တည်းရောက်တယ်ဗျာအမှန်တကျွန်တော်ညီလဲပါဘူးဘိုင်းမိုးချန်နေရှေ့ဘက်မှာတဲ့လူတွေနေလာတဲ့အဲ့မှာဗျာအဲ့မှာခြံကြီးတွေအဲ့မှာလူနေလာမင်းနဲ့တော့မှတော့ပဲဘာမှမကြောက်ဘူးနော်ဒါမဲ့ဆိုင်ကလန်းတော့ပေါက်တယ်သူတို့ကလည်းထွေလာကြီးလန်းနေပေါက်တယ်ထုံးမို့အုံကျော်ဘက်ကိုဒီကဆင်းကြတော့ဗောဗျာနော်အဲ့တောင်ပြပြကြီးရှေ့ဘက်ဆိုတော့အဲ့ဒါပြည်ဦးလွင်ပဲဗျာနော်နီစကန်ဗောဗျာအဲ့မှာဟိုဟာကတော့ခမ21မိုင်ဟော21မိုင်အောက်ကျန်နေခဲ့ရဗနဲ့ဟိုမှာများလိုက်တောင်နဲ့ကျွန်တော်လိုက်ရတာမှာကောင်းတာအဲ့ဒါထုံးမို့အုံကျော်ဟုတ်ရတယ်ကြောက်ပြတောင်ဆိုတော့ကိုကျွန်တော်တို့ဘာကိုခေါ်တာဗောဗျာကြောက်ခဲလေးတွေခက်ပြလေးနဲ့လှလို့ဗျာနော်ဝါကိုဘာကိုဝမ်းနေကွာဦးလေးဟိုကจิตတွင်းတောင်လေးဟိုမှာဟုတ်တယ်နော်တော်မြင့်တယ်နော်အားရလဲမိကိုလေးကဦးနဲ့အောက်မှာတဲလေးတွေတော်များတယ်ဗျာနော်ဟေ့မိသွေးဖုတ်ထင်းခုတ်ဝါခုတ်ဒီတဲ့ကိုမင်းရာခင်းလာတာမကြည့်ဟုတ်တယ်လေရာခင်းကြီးတွေကိုမင်းရလေအဲ့ဒါဟိုကဘယ်နဲ့ဟိုညီလေးမင်းငါတို့တဲကနေဒီဘက်လာသင်းနေတာမဟုတ်ဘူးငါလည်းလှုပ်စားတာတော့ညီလေးအဲ့ဟိုမီးကိုပြူအဲ့ဟိုတောင်ကမှုဝါသွားခုတ်တာအဲ့နေတောင်ကြီးထမ်းတာဟိုတောင်ကမှုလေးအမအသွမိုးလေးနဲ့အဲ့သွမိုးလေးနဲ့ရှေ့ဘက်ကတောင်ကမှုအဲ့ရနေမြရေတကွန်တောင်ကြီးကိုထမ်းတာစဉ်းစားကြည့်ကိုဒါလွန်ခဲ့တဲ့မင်း2013 14ထိပေါ့ကွာလှုပ်စားတာလှတယ်ဗျာနော်မြူဆိုင်သွားလို့ဗျာအမအဲ့ဒါရေတကွန်တော့ကွင်းဟိုကမန္တလေးမြို့ကြီးကောင်းလိုက်တာကွာတို့အာဦးတွေခေါ်လိုက်အောင်ဦးလေးကျွန်တော်ဟိုဘက်ကကြောက်တဲ့ကြီးကတက်တာနဲ့ဒီကတက်တာဟိုကတော်ဝီးတယ်ဒါတော့ရင်တော့လှုပ်စားတဲ့တနာတော်ပြန်တို့မီနီကုန်းတို့ပေါ့ဗျာနော်ဟိုကင်းနန်းကိုရောက်တာကိုအဲ့မှာဗျအဲ့ကဘာရေးကြီးရတော့အဲ့ဒါဇကရောင်ဗျနော်အဲ့ရနေဆင်းသွားရင်တော့စေတော်ဂိုက်တန်းရောက်တာပေါ့ဗျာဟိုဘက်ကတော့စေတော်ဂိုက်တန်းတောင်ပြာတွေလှလိုက်တာကွာတောင်တန်းကြီးတွေကလည်းလှတယ်ဟိုကတော့ကျွန်တော်ခြံပေါ့ဗျအမဖုံးလိုက်နေပါရဲ့မိနေဟိဟမ်